အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ကျွန်မကွတ်တီယိုဘူဖေးဆိုင်ရောက်နေပါတယ်စက်သားတွေအတုံးလိုက်ပေါ့နော်တုံးထည့်စားနေတာအဲ့ဆိုင်မှာလေးဒီလိုမျိုးအယိုးလေးတွေအတောင်ပန်နေအရေကွန်နေအဲ့လိုမျိုးပေါ့နော်ကိုကြိုက်တာကြိုက်သလိုလို့ထည့်စားလို့ရတယ်ပေါ့နော်ဒီမှာဆိုစက်သားတွေဆိုရင်လေကြက်ပေါင်ရင်းသားတွေရောကြက်ပေါင်လုံးတွေရောအဲ့ဒါကြိုက်တဲ့လောက်ထည့်စားလို့ရတယ်69ဘတ်ပဲတီလားဒီကွတ်တီယိုအဖက်ဆိုလို့ရှိရင်ကြိုက်တဲ့အဖက်ယူပြီးစားလို့ရတယ်အရေပဲလုံးမလားအတုပ်ပဲလုံးမလားကြိုက်သလိုလုပ်စားလို့ရတယ်ဒီမှာပေါ့နော်အကောင်လုံးသူကထားတာပြီး free ပေါ့နော် buffet အချိန်မကန့်သက်ထားဘူးကြိုက်တဲ့လောက်စားလို့ရတယ်ဒါလေးပေါ့နော်ကျမအတော်စားရတဲ့ဟာလေးကျမတော့ပထမအတုပ်ကိုအတုပ်လုပ်စားတယ်ပေါ့နော်ဒီမမခောက်ဆွဲအဖက်နဲ့အတုပ်လုပ်စားတယ်တိတ်စားမကောင်းကိုအစားဟန်ထဲတာပဲမတည့်လို့လားတော့မသိဘူးဒါပေမဲ့ကျမအတော်တို့ကပြောတယ်ဒီဆိုင်မှာနည်းနည်းတိတ်မကောင်းဘူးတဲ့အဟင်းကြီးကပေါ့နော်ဒါပေမဲ့ကိုအဲ့လိုကြက်သားကိုလိုတလို့ပေါ့နော်ကြိုက်တလို့အဲ့လိုမျိုးစားချင်တယ်များစားချင်တယ်ဆိုလို့ရှင်တော့ဒီမှာလာစားရတာနည်းနည်းတော့တန်တယ်ပေါ့နော်အရာတော့အရင်ကြီးမကောင်းပါဘူးရှင်ဒါကတော့ဒုတိယအချီပေါ့နော်ဒုတိယအချီလဲဒီခောက်ဆွဲဖက်ကလေးနဲ့ပေါ့နော်ကြက်သားကိုလေ9တုံးလောက်စားခဲ့နှစ်ပကံပဲစားနိုင်တယ်ဤွားပေါ့နော်ဒီအားလေးဒုတိယအတုပ်ကလေးအရေးလဲလေအများကြီးမထည့်ဘူးเนาะအဖက်နဲ့ကြက်သားတွေပဲစားတာဤွားကျွန်မအတော်ကတယောက်တော့မစားဘူးသူကကားမူးနေလို့ဆိုပြီးတော့မစားနိုင်ပါဘူးရှင်ကျွန်မရဲ့နောက်အတော်တယောက်ရဲ့ပဲစားပါတယ်ကျွန်မကကိုတီယိုဘူဖေးစားခြင်းနဲ့ဆိုလို့လိုက်ပေးတာပေါ့နော်ကျွန်မအတော်2ယောက်ပါฝนเข้าอีกฝนเข้าเวลาเนาะไม่เข้าแล้วฝนไม่แรงเพียนไหมคะเปลี่ยนละโจบีชีวิตကျမရဲ့ကားမောင်စကီကိုပေါ့နော်ယုံပြီးတော့ကျမအနောက်ကနေကားမောင်လိုက်စီရပေါ့နော်တယောက်ကလမ်းကြည့်ပြီးတော့တယောက်က Google Map ကြည့်ပြီးရည်နေရတယ်ပေါ့နော်ပျော်ဖို့ကောင်းပါတယ်จะไปใช่ไหมจ๊ะไปจะได้จับให้กันเห็นพี่มาบอกว่าจับเต็มที่เลยล่ะเด้อไม่เป็นไรไว้ใจกันบ้างไว้ใจแหละแต่โค้งแต่ละทีไอ้อันที่อยู่ในคอจะมาကုတီကိုစားပြီးတော့အဲ့ဒီနာမှာပေါ့နော်တလာစုံဘတ်ရှိတယ်ပေါ့နော်ဒါတော့ဘမ်ဘူထောင်မှာပေါ့နော်အေကဈေးတဲ့ဝင်ပါတယ်အေးဈေးတဲ့မှာပေါ့နော်ဟာလာဆိုင်နေပဲဟာလာဆိုင်နေအရင်များတယ်ပေါ့နော်စားချင်းစရာတွေအများကြီးပဲဒါပေမဲ့ကျွန်မဘိုက်တင်းနေလို့ဘာမှတော့မဝယ်ခဲ့ရအောင်